introvert တယောက်ဟာသူ့ဘဝမှာအခွင့်အရေးဘယ်လောက်များဆုံးရှုံးနေပြီလဲအင်တာဗျူးမှာကိုယုံကြည်မှုမရှိတာတခုတည်းကြောင့်အလို့အကောင်းတစ်ခုလက်လွတ်သွားနိုင်တာတွေ relationship တစ်ခုမှာလည်း hello လို့တောင်မပြောဖြစ်တာကြောင့်အခွင့်အရေးတစ်ခုထာဝရဆုံးရှုံးသွားနိုင်တာတွေဒါမှမဟုတ် networking လုပ်ရင်ကိုအနာဂတ်ကိုတောင်ပြောင်းလဲသွားစေနိုင်တဲ့ event တစ်ခုမှာလူတွေနဲ့မပြောရဲပဲတောက်တနေရာမှာတိတ်တိတ်လေးရက်နေခဲ့တာမျိုးပေါ့အခုစဉ်းစားကြည့်ပါအဲ့ဒီဆုံးရှုံးခဲ့တဲ့အခွင့်အရေးတွေကိုပြန်ရနိုင်မယ်ဆိုရင်မင်းရဲ့ဘဝကဘယ်လောက်တောင်ကွာခြားသွားမလဲဒီဗီဒီယိုမှာတော့ introvert တယောက်ကနေပို့ပြီးလူမှုဆက်ဆံရေးကောင်းလာအောင်ကူညီပေးနိုင်မဲ့လျှို့ဝှက်ချက်၅ခုကိုပြောပြပေးမယ်လျှို့ဝှက်ချက်နံပါတ်1တင်းငယ်တဲ့အောင်မြင်မှုတွေနဲ့စတင်ပါ introvert တွေရဲ့အကြီးမားဆုံးပြဿနာကတရက်တည်းနဲ့လူမှုဆက်ဆံရေးကောင်းတဲ့လူတစ်ယောက်ဖြစ်လာရမယ်လို့ထင်ကြရပါဒါပေမဲ့ယုံကြည်မှုဆိုတာတဖြည်းဖြည်းနဲ့တင်းငယ်တဲ့ခြေလှမ်းတွေကနေတိဆောက်ရတာပါဥပမာဆိုင်မှာဈေးဝယ်တဲ့အခါပုံမှန်တဲ့စကားနှစ်ကြောင်းလောက်ပူပြောကြည့်ပါအတန်းဖော်တယောက်ကိုပြုံးပြယုံလောက်စမ်းလုပ်ကြည့်ပါဓာတ်လေးကားထဲမှာလူတယောက်ကိုရိုးရိုးလေးနှုတ်ဆက်ကြည့်ပါဒီလိုသိငယ်တဲ့အောင်မြင်မှုလေးတွေကလူတွေနဲ့ဆက်ဆံရတာအန်တရာယ်မရှိဘူးဆိုတဲ့စက္ကန့်နဲ့ကိုမင်းရဲ့အုံတော်စီပို့ပေးပါတယ်ကြောက်စရာမလိုဘူးဆိုတာကိုအုံတော်ကတဖြည်းဖြည်းနားလည်လာပါလိမ့်မယ်ဒီလိုသိငယ်တဲ့အောင်မြင်မှုလေးတွေကပဲနောက်ဆုံးမှာကြီးမားတဲ့ယုံကြည်မှုအဖြစ်ပြောင်းလဲလာတာပါလျှို့ဝှက်ချက်နံပါတ်1ကိုဟန်မူရကယုံကြည်မှုရဲ့တဝက်ပါလူတွေဟာမင်းပြောတဲ့စကားတွေထက်မင်းရဲ့ body language ကိုအရင်သတိထားမိတတ်ကြတာပါမင်းဟာခန္ဓာကိုယ်ကုန်းပြီးရက်နေတယ်မျက်လုံးတွေကိုအောက်ဆိုင်ထားတယ်အတန်ကလည်းတိုးတိုးလေးဆိုရင်လူတွေကမင်းကိုအလိုလျောက်ယုံကြည်မှုနေတဲ့သူလို့ထင်နိုင်ပါတယ်ဖြည့်ရှင်းနည်းဟာရုပ်ရှင်းပါတယ်ခန္ဓာကိုယ်ကိုမတ်မတ်ရက်ပါပကုံးတွေကိုပုံမလင်းလင်းထားပါလမ်းလျှောက်တဲ့အခါအရှင်ကိုနည်းနည်းမြင့်ပါလူတစ်ယောက်နဲ့စကားပြောတဲ့အခါမှာလည်းမျက်လုံးချင်းစုံပြီးပြောကြည့်ပါဒီအလေးချင်းကို9ရက်လောက်ပဲလုပ်ကြည့်လိုက်ပါစကားတစ်ခွန်းမှမပြောရသေးခင်တောင်မင်းရဲ့ယုံကြည်မှုကိုလူတွေကခံစားမိလာတာကိုသတိထားမိပါလိမ့်မယ်လျှို့ဝှက်ချက်နံပါတ်3စကားစဖို့မေးခွန်းလေးတွေကိုတင်ယူထားပါ introvert တွေကလူတွေနဲ့စကားဘယ်လိုပြောရမလဲဆိုတာကိုစိုးရိမ်တတ်ကြပါတယ်ဒါပေမဲ့တကယ်တော့မင်းလုပ်ရမှာကစကားဝိုင်းတစ်ခုကိုစတင်ပေးရုံပါပဲကမ္ဘာပေါ်မှာစိတ်ဝင်စားစရာအကောင်းဆုံးစကားကိုပြောဖို့မလိုပါဘူးဥပမာဒီကိုဘယ်လိုရောက်လာတာလဲဒီကော်ဖီကတော်တော်လေးကောင်းတယ်နော်ခမရောဘယ်လိုထင်လဲခမကဘယ်နယ်မှာအလုပ်လုပ်တာလဲဒီလိုရုပ်ရှင်တဲ့မိကွန်းလေးတွေကတစ်ဖက်လူကိုစကားပြောလာစေပါတယ်အဲ့ဒီတော့မင်းကလည်းအလိုလျောက်လူတွေနဲ့ဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်လိုဖြစ်လာပါလိမ့်မယ်လျှို့ဝှက်ချက်နံပါတ်4ယုံကြည်မှုရှိတယ်လို့အရင်ပြုမှုပါမင်းဟာယုံကြည်မှုရှိတဲ့လူတစ်ယောက်လိုပြုမှုတဲ့အခါအချိန်ကြာလာတာနဲ့အမျှမင်းရဲ့အုံနောက်ကလည်းအဲ့ဒါကိုတကယ်ဖြစ်နေတဲ့အရာတစ်ခုလိုလက်ခံလာနိုင်ပါတယ်ဒါကြောင့်နောက်တစ်ချိန်လူတွေစုဝေးတဲ့နေရာကိုမသွားခင်ကိုပြောကြည့်ပါငါယုံကြည်မှုရှိတယ်လူတွေကငါပြောတာကိုနားထောင်ခြင်းကြတယ်အစားပိုင်းမှာတော့နည်းနည်းလေးအစင်မပြေလို့ခံစားရနိုင်ပါတယ်ဒါပေမဲ့အချိန်အနည်းငယ်ကြာလာတဲ့အခါအစားပိုင်းဟာဟန်ဆောင်ပြီးလုပ်ခဲ့တဲ့အရာကမင်းရဲ့တကယ်အလေးကျင့်တစ်ခုဖြစ်လာတာကိုတတိထားမိပါလိမ့်မယ်လျှို့ဝှက်ချက်နံပါတ်5ကိုအာယုံစိုက်တာလျှော့ပြီးတစ်ဖက်လူကိုအာယုံစိုက်ပါ introvert ရဲ့စိတ်ထဲမှာအမြဲတမ်းသူတို့ဟာငါ့ကိုဝေဖန်မလားငါမှပြောမိရင်ဘလို့လုံးမလဲဆိုတဲ့အသွေးတွေရှိနေတတ်ပါတယ်အဲ့ဒီကြောက်စိတ်ကြောင့်ပဲတိတ်တိတ်လေးနေမိကြတာပါဒါပေမဲ့ကိုယ့်အပေါ်အာယုံစိုက်နေတာကိုရပ်ပြီးတစ်ဖက်လူအပေါ်အာယုံစိုက်လိုက်တဲ့အခါအရာအလုံးပြောင်းလဲသွားပါတယ်သူတို့ပြောတာကိုတေချာနားထောင်ပါသူတို့အကြောင်းကိုတကယ်စိတ်ဝင်စားကြောင်းပြတာပါမှတ်ထားပါလူတွေကသူတို့ကိုအရေးကြီးတဲ့လူတစ်ယောက်လိုခံစားရအောင်လုပ်ပေးနိုင်တဲ့သူကိုပဲလူမှုဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်လိုပုံမြင်တတ်ကြပါတယ်နောက်ဆုံးအနေနဲ့လက်ဆောင်စကားတစ်ခွန်းကတော့ကိုယ့်ပတ်ဝန်းကျင်ကိုပြောင်းပါမင်းပတ်ဝန်းကျင်မှာမင်းကိုအမြဲတမ်းဖိနှိပ်နေတဲ့သူတွေလောင်ပြောင်နေတဲ့သူတွေပဲရှိနေတယ်ဆိုရင်မင်းအနေနဲ့တိတ်တိတ်နေမိတာကတဘာဝကြပါတယ်ဒါပေမဲ့ပွင့်လင်းပြီးအားပေးတတ်တဲ့သူတွေနဲ့အချိန်ပိုဖြုံးလာတဲ့အခါမင်းရဲ့စိတ်နေစိတ်ထားကလည်းတဖြည်းဖြည်းပြောင်းလဲလာပါလိမ့်မယ်ဒါကြောင့်ကိုယ့်ပတ်ဝန်းကျင်မှာဘလို့လူတွေကိုထားမလဲဆိုတာကိုတေချာရွေးချယ်ပါပြန်လဲသုံးသပ်ကြည့်အောင် introvert တယောက်အနေနဲ့ပိုပြီးယုံကြည်မှုရှိလာစေမယ့်နည်းလမ်း၅ခုကတော့တင်းငယ်တဲ့အောင်မြင်မှုတွေနဲ့စတင်ပါကိုဟန်အမှုရာကိုသုံးချပါစကားစားဖို့မိကွန်းလေးတွေကိုတင်ယူပါယုံကြည်မှုရှိတယ်လို့အရင်ပြုမှုပါပြီးတော့ကိုယ့်အဘော်ကအာယုံလျှော့ပြီးတစ်ဖက်လူအဘော်အာယုံစိုက်ပါနောက်ဆုံးဘောနဲ့အနေနဲ့ကိုယ့်ပတ်ဝန်းကျင်ကိုလည်းပြောင်းလဲပါဒီအချက်တွေကိုတကယ်လိုက်နာမယ်ဆိုရင်ရက်တဲ့တစ်ပတ်အနည်းငယ်အတွင်းလူတွေနဲ့ပို့ပြီးယုံကြည်မှုရှိပြောဆိုဆက်ဆံနိုင်လာတာကိုမင်းကိုယ်တိုင်သတိထားမိလာပါလိမ့်မယ်အခုမိကွန်းကတော့မင်းဟာဒီလိုအခွင့်အရေးတွေကိုဆက်ပြီးဆုံးရှုံးနေခြင်းသေးလားဒါမှမဟုတ်ကိုယ့်ကိုယ်တဖြည်းဖြည်းပြောင်းလဲပြီးရလာတဲ့အခွင့်အရေးတိုင်းကိုဖမ်းဆုပ်ခြင်းလားအကွက်၍ဖမ်းဆုပ်ခြင်းနဲ့ဆိုရင် comment မှာယုံကြည်မှုကိုငါရွေးတယ်လို့ရေးခဲ့ပါဒီလိုအုံနောက်တဲ့ဘဝအတွက်အသုံးဝင်တဲ့အချက်လက်လေးတွေကိုထပ်ပြီးသိချင်တယ်ဆိုရင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့မှတ်ထားပါယုံကြည်မှုဆိုတာမွေးရပါအရေးချင်းတစ်ခုမဟုတ်ပါဘူးဒါကလေးချင်းတစ်ခုပဲဖြစ်ပါတယ်
ပြီးတော့လေ့ကျင့်တွေကမင်းရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်ပါတယ်